လောကမှာယောက်ျားတစ်ယောက်အတွက်ဂုဏ်သိက္ခာဆိုတာအတက်ထက်အရေးကြီးတယ်လို့ပြောလို့ရှိကြပါတယ်။ဒါပေမဲ့ဒီဂုဏ်လီအတွက်တော့သူ့ရဲ့ဂုဏ်သိက္ခာထက်ပိုပြီးအရေးကြီးတဲ့အရာတစ်ခုရှိနေခဲ့ပါတယ်။အဲ့ဒါကတော့ယောဂဝေဒနာကိုပြင်းပြင်းထန်ထန်ခံစားနေရတဲ့သူ့ရဲ့ဇနီးတယ်ပါပဲ။ဒီမိန်းကလေးခံစားနေရတဲ့ဝေဒနာဟာရိုးရိုးဖျားနာမှုတစ်ခုမဟုတ်ပါဘူး။သူမရဲ့အဆုတ်ထဲမှာရေတွေပြည့်လည်နေတဲ့အဆုတ်မြင်းရောင်ယောဂ tuberculosis pleurisy ဆိုတဲ့ပြင်းထန်တဲ့ဝေဒနာကိုခံစားနေရတာပါလူတစ်ယောက်အတွက်အခြေခံအကျဆုံးဖြစ်တဲ့အသက်ရှူခြင်းကတော့သူမအတွက်တော့ငရဲတစ်ခုလိုပင်မဲလို့နေခဲ့ပါတယ်အသက်တစ်ခါရှူတိုင်းရင်ဘက်ထဲမှာအနဲ့ထိုးသလိုခံစားနေရပြီးခန္ဓာကိုယ်တွေကအစီအသားနဲ့ဟာလေယောဂရဲ့ဝါမျိုးမှုကြောင့်တဖြည်းဖြည်းခန်းချောက်လာခဲ့ရပါတယ်ပန်လေးတစ်ပွေလိုလှပဖို့တဲ့သူမရဲ့ပါးပြင်လေးတွေဟာအခုတော့အယိုးပေါ်အရေးတင်ပြီးဖြူဖက်ဖြူလျော်ဖြစ်နေရှာပါပြီလူအများကြားမှာဒူးနောက်ပြီးအခုအညီတောင်းခံနေတဲ့သူ့ရဲ့ပုံရိပ်ခါအခုဆိုရင်တကဘာလုံးကလူတွေရဲ့မျက်ဝန်းကိုဆိုဆွတ်စေခဲ့ပါပြီမျက်ရည်တွေဝေဝါးနေတဲ့ကြားကနေသူတောင်းဆိုနေတာကငွေကြီးချမ်းသာဖို့မဟုတ်ပါဘူးသူရင်ခွင်တွေကပန်းကလေးတစ်ပွင့်မကြွေလွင့်သွားဖို့ပါပဲဒီခေတ်ကြီးမှာသစ္စာတရားဆိုတာစာအုပ်ထဲမှာပဲရှိတော့တယ်လို့ထင်နေကြသူတွေအတွက်ဒီကောင်လေးဟာတက်ရှိထင်ရှားတက်တည်တစ်ခုထည့်လာခဲ့ပါတယ်မယားကြီးအသက်ရှင်နေတာတောင်မယားငယ်နဲ့ပျော်ချင်ကြတဲ့လောကကြီးမှာသူကတော့အားကိုးရမယ့်အနေနဲ့ဇနီးတဲ့ရဲ့လက်ကိုမြဲမြဲဆုပ်ကိုင်ပြီးမင်းသာရှိနေမယ်ဆိုရင်ငါရဲ့မာနတွေကိုဖုံလိုလွင့်ပြစ်ကိုအသင့်ပေးဆိုတာကိုလက်တွေ့ပြသခဲ့တာပါဗီယက်နမ်နိုင်ငံရဲ့လမ်းမထက်ကဒီမြင်ကွင်းဟာစကလုံးတွေထက်ပိုပြီးအနက်အထိပဲပြည့်စုံလွန်ပါတယ်။သူဟာပတ်စံကိုတောင်းခံနေတာမဟုတ်ပဲသူ့ဇနီးလေးရဲ့တက်တန်းကိုလူသားချင်းစာနာမှုတွေစီမှာဒူးနောက်တောင်းပန်နေတာပါ။တကယ်ချစ်ချင်းမြတ်တာဆိုလားအတူတူရေမော့ဖို့ချက်တစ်ဖက်လူအတွက်ငိုချွေးပေးနိုင်ခြင်းတစ်ဖက်လူအတွက်ကိုယ့်ရဲ့အမြင့်မြတ်ဆုံးဂုဏ်သိက္ခာကိုတောင်မြေမှာချနိုင်ခြင်းပဲမဟုတ်လား။ဒီပုံရိပ်ကိုမြင်ရတဲ့သင်ရောချစ်ချင်းမြတ်တာရဲ့အထီးပဲကိုဘယ်လိုမြင်မိပါသလဲ။ စီစဉ်လေးကိုဒီမှာပဲရပ်ခွင့်ပြုပါခင်ဗျာနောက်စီစဉ်တွေမှာပြန်တွေ့ကြရအောင်ကျွန်တော်ရဲ့တင်ပြမှုလေးကိုကြိုက်နေတဲ့ဆိုရင် like share subscribe တွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ